လွန်ခဲ့သောအနှစ်20ကျော်ကရှမ်းပြည်နယ်ရဲ့တောင်တိုင်းတွေကြားကရွာကလေးတစ်ရွာမှာဖြစ်ပါတယ်။ထိုညကကောင်းကင်ရံတစ်ခုလုံးမဲမောင်နေပြီးမိုးတက်လေပြင်းတွေကတဝေါဝေါတိုက်ခတ်နေခဲ့တယ်။ရွာထိပ်ကဥဘိုးတို့ရဲ့ဝါအိမ်ကလေးထဲမှာတော့စိုးရိမ်တကြီးစောင့်ဆိုင်နေတဲ့နှလုံးခုန်တန်တွေစုညံနေခဲ့ပါတယ်။ဥဘိုးတို့ရဲ့ဇနီးဒေါ်အေးမြတယောက်တားဦးလေးကိုမွေးဖွားဖို့နာကျင်စွာအော်ဟစ်နေရရှာတယ်။ရွာကဝမ်းဆွဲတဲ့ကြီးဒေါ်ဖွားစိန်ကတော့အားပေးရင်အလုတ်ရှုပ်နေလေရဲ့နောက်ဆုံးမှာတော့ကလေးငိုတန်လေးတစ်ခုစူးစူးဝါးဝါထွက်ပေါ်လာပါတယ်ဒါပေမဲ့တခုထူးခြားတာကကလေးငိုတန်နဲ့အတူအပြင်မှာတဖြန်းဖြန်းရွာနေတဲ့မိုးတွေကရုတ်တရက်တိတ်သွားပြီးလာရောင်ကတိမ်ကြားထဲကနေထွက်ပေါ်လာတာပါပဲမိန်းကလေးပဲဘိုးတုပ်ရဲ့ဖြူဖြူချောချောလေးဒေါ်ဖွားစိန်ကကလေးကိုတန့်စင်ပြီးရင်အော်ပြောလိုက်ပါတယ်။ဒါပေမဲ့ဒေါ်အေးမြရဲ့ဘိုက်ကမရက်တန့်သေးပါဘူး။နောက်ထပ်ကလေးတစ်ယောက်ကြံ့နေပါသေးတယ်။မိနစ်အနည်းငယ်အကြာမှာတော့ဒုတိယမြောက်ကလေးငယ်ကိုထပ်မံမွေးဖွားခဲ့ပါတယ်။ထိုကလေးငိုတန်ထွက်လာတဲ့အချိန်မှာတော့အစောကတာယာနေတဲ့လာရောင်ကကွယ်ပြောက်သွားပြီးမိုးချင်းတန်ကြီးကတရွာလုံးတုံခင်းသွားမတက်မြည်ဟေးသွားခဲ့ပါတယ်။လျှက်စီးတွေကလည်းတစ်ဖြတ်ဖြတ်နဲ့အင်ကောင်မိုးပေါ်ကိုကျမတက်ပါပဲ။ဒေါ်ဖွားစိန်ကကလေးနှစ်ယောက်ကိုရှင်းကြည့်ပြီးတပ်ပြင်းချလိုက်တယ်။အမွာတွေပဲ။ရုပ်ချင်းကတော့ထတ်တူပါပဲ။ဒါပေမဲ့မွေးတဲ့အချိန်နမိတ်ကတော့ကောင်းကင်နဲ့မြေကြီးလိုကွာခြားလို့နေ။အမားဖြစ်သူပန်းဤဖြူကလာရောင်တာတဲ့အချိန်မှာမွေးဖွားခဲ့သူဖြစ်ပြီးအသားရည်ကဖြူစင်ပြီးနူးညံ့တဲ့အသွင်ရှိတယ်။ညီမဖြစ်သူနှင်းပွင့်ခါကတော့မိုးတက်လေပြင်းနဲ့မိုးချင်းတန်ချားမှာမွေးဖွားခဲ့သူဖြစ်ပြီးမျက်လုံးတွေကပိုပြီးစူးရှားပြီးခတ်ထန်တဲ့အငွေ့အသက်ပါဝင်နေတယ်။ရွာကလူကြီးတွေကတော့တိုးတိုးနဲ့ပြောကြတယ်။အမဖြစ်သူကတော့မိသားစုအတွက်လက်လာပါဆောင်လာမဲ့သူ။ညီမဖြစ်သူကတော့ဘီဒုက္ခတွေတိတ်လာမဲ့သူတဲ့။ဥဘိုးဒုက္ခကတော့ဒီစကားတွေကိုမယုံကြည်ပေမဲ့စိတ်ထဲမှာတော့တမျိုးချီခံစားနေရတယ်။ခလီးနှစ်ယောက်လုံးကိုချစ်ပေမဲ့ညီမငယ်နှင်းပွင့်ခါကိုကြည်တိုင်းထူးဆန်းတဲ့အေးစိတ်မှုကိုခံစားနေရလို့ပါပဲအချိန်တွေကတရွေ့ရွေ့ကုံဆုံးသွားခဲ့တယ်အမွာညီမနှစ်ယောက်က9နှစ်အရွယ်ကိုရောက်လာတဲ့အခါမှာတော့သူတို့ရဲ့စရိုက်တွေကတိတိတာတာကွဲပြားလာပါတော့တယ်ပန်းဤဖြူကတော့မိခင်ဖြစ်သူကိုကူညီပြီးအိမ်မှုကိစ္စတွေကိုတင်ယူတယ်ရွာထဲမှာလေလူချစ်လူခင်ပေါ်တယ်နှင်းပွင့်ခါကတော့တယောက်ထဲတောထဲတောင်နဲ့သွားလာရတာကိုကြိုက်တယ်တရိတ်ဆန်ရိုင်းနေနဲ့စကားပြောနေတတ်ပြီးသူ့စိတ်ဆိုးရင်ရွာထဲကတရိတ်ဆန်တွေအကြောင်းမဲ့တေဆုံးကုန်တတ်တာကြောင့်ရွာသားတွေကသူမကိုစုံးမလေးလို့တိုးတစ်မျိုးကြဲတစ်မျိုးကဲ့ရဲ့လာကြပါတယ်တနေ့မှာတော့ဥဘိုးတုတ်အိမ်ရှိကိုထူးဆန်းတဲ့ဘေးဒင်ဆရာတယောက်ရောက်လာခဲ့ပါတယ်သူကအမွှာနှစ်ယောက်ကိုကြည့်ပြီးနမိတ်ဖတ်စကားတခွန်ပြောခဲ့တယ်ဒီကလေးနှစ်ယောက်ဟာတပင်တဲကပွင့်တဲ့ပန်းနှစ်ပွင့်ဖြစ်ပြီးမြဲတပွင့်ကနန်းတော်ထက်မှမှွေးပြန်ပြီးနောက်တပွင့်ကတော့တုတ်တန်မီမှာหนีရဲနေလိမ့်မယ်ဘေးဒင်ဆရာကြီးရဲ့နမိတ်ဖတ်စကားဟာဥဘိုးတုတ်လင်မယားရဲ့ရင်ထဲမှာအိမ်မက်ဆိုးတစ်ခုလိုခြောက်လှန့်နေခဲ့ပါတယ်ဆယ်ကျော်သက်အရွယ်ကိုရောက်လာတဲ့အခါမှာတော့အမွှာညီမနှစ်ယောက်ရဲ့ကံကြမ္မာဟာတိတိတာတာကိုလမ်းခွဲလာပါတော့တယ်ပန်းဤဖြူဟာအသက်16နှစ်အရွယ်မှာရွာကိုရောက်လာတဲ့မြို့ကတထီးကြော်တဦးရဲ့မျက်စိကျခြင်းကိုခံခဲ့ရပါတယ်။ပန်းဤဖြူရဲ့နူးညံ့တိမ်မွေးမှုနဲ့လိမ္မာပါနတ်မှုကိုသဘောကျလုံးလို့မြို့ကိုခေါ်ယူပြီးပညာသင်ပေးဖို့ကမ်းလှမ်းလာခဲ့တယ်။ငါသမီးလေးမြို့မှာပညာတတ်ကြီးဖြစ်ရင်ငါတို့မိသားစုလည်းမျက်နှာပွင့်တာပေါ့လို့ဒေါ်အေးမြကဝမ်းသာအားရပြောရှာပါတယ်။ပန်းဤဖြူမြို့ကိုလိုက်သွားတဲ့နေ့ကရွာလမ်းမထက်မှာစိန်ပန်းပြပန်းတွေကဝေဝေဆာဆာပွင့်နေခဲ့ပါတယ်။ပြာလွင်နေတဲ့ပန်းလမ်းမကြီးပေါ်မှာကားလေးထွက်ခွာသွားတာကိုကြည့်ပြီးပန်းဤဖြူရဲ့ဘဝဟာအလင်းရောင်နေနဲ့စတင်ခဲ့ပါပြီ။ပန်းဤဖြူမျိုးတက်သွားတဲ့နောက်မှာတော့နှင်းပွင့်ခါတယောက်ထဲရွာမှာကြံရစ်ခဲ့ပါတယ်။ရွာသားတွေရဲ့ကဲ့ရဲ့မှုတွေကပိုပြီးပြင်းထန်လာခဲ့တယ်။အမားဖြစ်သူကတော့နန်းတက်ပြီးညီမဖြစ်သူကတော့အိမ်မှာကြီးကန်းတောက်မောက်လုပ်နေတယ်ဆိုတဲ့စကားတွေကနှင်းပွင့်ခါရဲ့နားထဲမှာအမြဲကြားနေရတယ်။နှင်းပွင့်ခါဟာစိတ်တက်တွေကြမ်းလာပြီးလူတွေနဲ့ဝေးရတောနက်ထဲကိုသာပို့ပြီးတိုးဝင်လာခဲ့ပါတယ်
တနေ့မှာတော့သူမဟာတောထဲကဂူဟောင်းတစ်ခုထဲမှာဖုန်နေတက်နေတဲ့ရှေးဟောင်းပေးပရုပိုက်အချို့ကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒါတွေကတော့တခြားမဟုတ်ပါဘူး။လောကီပရိသာဆွေစုံချမ်းတွေကတိမ်မြုပ်နေတဲ့အတတ်ပညာအချို့နဲ့အိမ်မက်အထိပ်ပဲဖွင့်ဆိုချက်အစီအရင်တွေပဲဖြစ်ပါတယ်။နှင်းပွင့်ခါဟာဘသူကိုမှမပြောဘဲထိုပညာရက်တွေကိုတိတ်တဆိတ်လေးလာပါတော့တယ်။ တညမှာတော့နှင်းပွင့်ခါဟာထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမှတ်ခဲ့ပါတယ်။အိမ်မက်ထဲမှာပန်းဤဖြူဟာလှပတဲ့မင်္ဂလာဝတ်စုံကြီးနဲ့ငိုကြွေးနေပြီးသူမရဲ့ပပတ်လည်မှာတော့သွေးရောင်လွှမ်းနေတဲ့ကြောက်စာတိုင်းကြီးတွေဝိုင်းနေခဲ့တယ်။အမတခုဖြစ်နေပြီလား။နှင်းပွင့်ခါဟာပညာရက်တွေကိုအသုံးချပြီးပန်းဤဖြူရဲ့ကံကြမ္မာကိုတွက်ချက်ကြည့်လိုက်တဲ့အခါမှာတော့အမဖြစ်သူရဲ့တောက်ပနေတဲ့ဘဝနောက်ကွယ်မှာကြောက်မက်ဖွယ်ကောင်းတဲ့အန်ဒီရဲ့တစ်ခုကအရိုက်လိုလိုက်နေတာကိုတွေးလိုက်ရပါတော့တယ်။မြို့မှာရှိနေတဲ့ပန်းဤဖြူစီကနေရုတ်တရက်စာတစ်စောင်ရောက်လာပါတယ်။အကြောင်းအရာကတော့သူမမြို့ကလုပ်ငန်းရှင်တထေးသားတစ်ယောက်နဲ့မင်္ဂလာဆောင်တော့မယ့်အကြောင်းပါ။ဒါပေမဲ့နှင်းပွင့်ခါအတွက်တော့ဒါဟာဝမ်းသာစရာမဟုတ်ခဲ့ပါဘူး။သူမတွက်ချက်ထားတဲ့ဇာတာအရာဒီမင်္ဂလာပွဲဟာအသက်ဘီးနဲ့ရှင်နေတဲ့ပွဲဖြစ်နေလို့ပါပဲ။ တို့ပြရဲ့မီးရောင်စုံတွေကြားမှာပန်းဤဖြူဟာလှပတဲ့နတ်သမီးလေးတစ်ပါးလိုတောက်ပနေပါတယ်။သူမလက်ထပ်ရမဲ့သူကတော့မြို့ကနာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်ရဲ့သားမင်းခန့်ဖြစ်ပါတယ်။ဒါပေမဲ့ပန်းဤဖြူရဲ့မျက်လုံးတွေထဲမှာတော့ကြောက်ရွံ့မှုတွေအပြည့်ရှိနေခဲ့ပါတယ်။နှင်းပွင့်ခါမြို့ကိုရောက်ရောက်ချင်းမှာပဲသူမရဲ့အာယုံတွေကတခုခုမှားယွင်းနေတာကိုသိလိုက်ရပါတယ်။သူမဟာလောကီပတိသာဆွေစုံချမ်းတွေကအတတ်ပညာတွေကိုအသုံးချပြီးမင်းခန့်တို့မိသားစုရဲ့နောက်ကျောင်းကိုစုံစမ်းလိုက်တဲ့အခါမှာတော့တုံလှုပ်စရာအမှန်တရားကိုတွေ့လိုက်ရပါတော့တယ်။မင်းခန့်ရဲ့မိသားစုဟာသူတို့ရဲ့စီးပွားရေးအောင်မြင်မှုအတွက်မျိုးရိုးစင်ဆက်အသက်ရက်ပူဇော်ရတဲ့အမှောင်လောကအတတ်ပညာတစ်ခုကိုယုံကြည်နေကြသူတွေဖြစ်ပါတယ်။အခုပန်းဤဖြူနဲ့လက်ထပ်တာဟာချစ်လို့မဟုတ်ပဲပန်းဤဖြူရဲ့မွေးရက်စာတာကသူတို့ရဲ့ရက်ပူဇော်ပွဲအတွက်အကိုက်နေဆုံးဖြစ်နေလို့ပါပဲ။အမဒီပွဲကိုလက်မခံနဲ့အမအန်တရရှိတယ်။နှင်းပွင့်ခါကတားဆီးပေမဲ့ပန်းဤဖြူကတော့ကြီးစုရှင်တထေးကတော်ရဲ့မျက်နှာကိုထောက်ထားပြီးညင်းဆန်ဖို့ခက်ခဲနေခဲ့ပါတယ်။မင်္ဂလာဦးညဟာရက်ပူဇော်မဲ့ညဖြစ်နေတာကိုနှင်းပွင့်ခါကြိုတင်တွက်ချက်မိပါတယ်။သူမဟာအမားဖြစ်သူကိုကဲတင်ဖို့အတွက်ရေးရင်ပေမဲ့ကြောက်မက်ဖွယ်ကောင်းတဲ့အစီအမံတစ်ခုကိုပြုလုပ်လိုက်ပါတယ်။အမခဏလေးဒီအခန်းထဲမှာပုန်းနေပါ။ညီမအမအစားသွားမယ်။နှင်းပွင့်ခါဟာသူမလေ့လာထားတဲ့လောကီပဒေတာတွေကရုပ်ဖြတ်အတက်ကိုသုံးပြီးပန်းဤဖြူနဲ့တူအောင်ပြင်ဆင်လိုက်ပါတယ်။ညီမနှစ်ယောက်ဟာရုပ်ချင်းတူပြီးသားဖြစ်တာကြောင့်ဘယ်သူမှခွဲခြားလို့မရနိုင်ပါဘူး။နှင်းပွင့်ခါဟာပန်းဤဖြူရဲ့မင်္ဂလာဝတ်စုံကိုဝတ်ဆင်ပြီးအမှောင်ရိပ်တွေဖုံးလွှမ်းနေတဲ့မင်္ဂလာခမ်းမစီကိုထွက်ခွာသွားခဲ့ပါတယ်။သူမရဲ့လက်ထဲမှာတော့တောထဲကဂူဟောင်းထဲမှာတွေ့ခဲ့တဲ့ရှေးဟောင်းအဆောင်လက်ဖွဲ့တစ်ခုကိုကြစ်ပါအောင်စုပ်ကင်ထားပါတယ်။တီမင်းနဲ့ရင်ဆိုင်ခြင်းမင်္ဂလာဆောင်ပြီးနောက်တီးတန့်ဆန့်အိမ်ကြီးထဲမှာမင်းခန့်နဲ့သူ့ရဲ့အပေါင်းအပါတွေဟာသူတို့ရဲ့အမှောင်အစီအရင်ကိုစတင်ဖို့ပြင်ဆင်နေကြပါတယ်။ပန်းဤဖြူလို့ထင်နေတဲ့နှင်းပွင့်ခါကိုသူတို့ဝိုင်းထားလိုက်ကြတယ်။ဒီနေ့ညဟာငါတို့မိသားစုရဲ့ကံကြမ္မာအပြောင်းလဲဆုံးညပဲလို့မင်းခန့်ကရုံမာစွာရေမိုးရင်းပြောလိုက်ပါတယ်။ဒါပေမဲ့နှင်းပွင့်ခါကတော့ကြောက်ရွံ့ခြင်းမရှိပါဘူး။သူမကစူးရှာတဲ့မျက်လုံးတွေနဲ့မင်းခန့်ကိုစိုက်ကြည့်ရင်ဘေးရင်စီယာကြီးပြောခဲ့တဲ့စကားကိုပြန်ကြားရောက်နေပါတယ်။တပွင့်ကသူ့တံမီမှာหนีရဲနေလိမ့်မယ်ဆိုတာအခုအချိန်ကိုပြောတာလား။ရှင်တို့မှားသွားပြီ။ရှင်တို့ရစ်ပူစော်မဲ့သူကပန်းဤဖြူမဟုတ်ဘူး။ငါနှင်းပွင့်ခါနှင်းပွင့်ခါကသူမရဲ့အဆောင်လက်ဖွဲ့ကိုမြှောက်လိုက်တဲ့အချိန်မှာပဲတအိမ်လုံးမှာရှိတဲ့မီးလုံးတွေဟာရုတ်တရက်ပေါက်ကွဲသွားပြီးအပြင်ဘက်မှာလည်းမိုးချင်းတန်ကြီးကကဘာပြတ်မတတ်မီးဟေးသွားပါတော့တယ်။တန်အိမ်တော်ကြီးအတွင်အမောင်တုကကြီးစိုးသွားပြီးနောက်မင်းခန့်နဲ့သူဤအပေါင်းအပါများမှာတုန်လှုပ်သွားကြပြီ။နှင်းပွင့်ခါကြီးလက်ထဲမှာအဆောင်လက်ဖွဲ့သည်စူးရှသောအလင်းရောင်များထွက်ပေါ်လာပြီးသူမဤပတ်လေတွင်မမြင်နိုင်သောအကာအကွယ်တစ်ခုဖြစ်တည်နေသည်။အမောင်နှင့်အလင်းတိုက်ပွဲနေကဘယ်သူလဲမင်းခန့်ကအော်ဟစ်မင်းမြန်လိုက်သည်ငါကနှင်းပွင့်ခါနင်တို့ရုံမာခဲ့တဲ့တန်တရာကိုအဆုံးသတ်ပေးမဲ့သူပဲ
မင်းခန့်ဤဖခင်ဖြစ်သူသည်သူဤအမောင်အတက်ပညာများဖြင့်နှင်းပွင့်ခါကိုတိုက်ခိုက်ရန်ကြိုးစားတော်လဲနှင်းပွင့်ခါသည်တက်ပြောင်းတက်ပြန်အတက်ကိုအုံပြုကထိုအမောင်စွမ်းအိမ်များကိုသူတို့ထံသို့ပင်ပြန်လေလွင့်စင်သွားစေခဲ့သည်စံကင်ကြီးတစ်ခုလုံးလှုပ်ခါလာပြီးအောက်လန်းစရာများ၏အစီရင်များပြက်ပြားသွားသည်မင်းခန့်တို့မိသားစုစုဆောင်းထားသောမတရားသောစီးစိမ်များနှင့်အာဏာများသည်ထိုခဏမှာပင်ပြူလေးပြက်စီးရန်နှမိတ်ပြလာတော်သည်တစ်ဖက်တွင်ပန်းဤဖြူသည်နှင်းပွင့်ခါညွန်ကြားထားသည့်အတိုင်းစံကင်အပြင်ပတ်ရှိစိန်ပန်းပြပင်ကြီးအောက်မှစောင့်ဆိုင်နေခဲ့သည်သူမဤရင်ထဲတွင်ညီမငယ်အတွက်စိုးရင်စိမ်များနှင့်ပြည့်နှံနေသည်ရုတ်တရက်စံအိမ်ကြီးအတွင်းမှပောက်ခွဲတံကြီးတစ်ခုထွက်ပေါ်လာပြီးနောက်တိတ်ဆိတ်သွားသည်ခဏအကြာတွင်မိโก้များကြားမှမင်္ဂလာဝတ်စုံအနီရောင်ကိုဝတ်ဆင်ထားသောနှင်းပွင့်ခါသည်ရိုင်တိုးကထွက်လာခဲ့သည်သူမရဲ့မျက်နှာတွင်ပင်ပန်းနွမ်းနယ်မှုများရှိနေတော့လဲအောင်နိုင်သူ၏အပြုံးတစ်ခုရှိနေသည်ညီမလေးအဆင်ပြေရဲ့လားပန်းဤဖြူကပြေးဖက်ကငိုကြွေးလေသည်အမအားလုံးပြီးသွားပြီအခုအမရဲ့ကံကြမ္မာကအမရဲ့လက်ထဲမှာပဲရှိတော့တယ်ဒီဖြစ်ရပ်ပြီးနောက်မင်းခန့်တို့မိသားစုသည်ထူးဆန်းသောအကြောင်းအင်းများဖြင့်စီးပွားပြက်ကတရားဥပဒေ၏အပြစ်ပေးခြင်းကိုခံခဲ့ရသည်နှင်းပွင့်ခါနှင့်ပန်းဤဖြူတို့သည်ရွာကလေးသို့ပြန်လာခဲ့ကြသည်ရွာသားတွေကတော့သူတို့ကိုအံ့ဩတကြီးကြည့်နေကြတော့မှပဲဒါပေမဲ့အရင်လိုစုံးမလီလို့ကဲ့ရဲ့သူတွေမရှိတော့ပါဘူးနှင်းပွင့်ခါသည်သူမတက်မြောက်ထားသောလောကီပတိတာအတတ်ပညာများကိုအသုံးချကာရွာသူရွာသားများ၏အခက်အခဲများကိုကူညီဖြေရှင်းပေးသည့်ပညာရှိမိန်းကလေးတစ်ဦးဖြစ်လာခဲ့သည်ပန်းဤဖြူကတော့မြို့မှာတင်ယူခဲ့တဲ့ပညာရက်တွေနဲ့ရွာမှာစာသင်ကျောင်းလေးတစ်ခုဖွင့်လှစ်ပြီးကလေးတွေကိုပညာဝေငှနေခဲ့သည်ရက်နေခင်းတစ်ခုတွင်ညမနှစ်ယောက်သည်ရွာထိပ်ကစိန်ပန်းပြပင်တန်းကြီးရှိသောလမ်းမထပ်တွင်လမ်းလျှောက်နေကြသည်ဖီလင်ဆရာကြီးပြောခဲ့တာမှားနေပြီထင်တယ်နော်ညီမလေးငါတို့နှစ်ယောက်လုံးကကန်ဆိုးမှုတွေကြားမှာကန်ကောင်းချင်းတွေကိုကိုယ်တိုင်ဖန်တီးနိုင်ခဲ့ကြပြီပဲလို့ပန်းဤဖြူကပြုံးပြီးပြောလိုက်သည်နှင်းပွင့်ခါကကောင်းကင်ရံကိုကြည့်လိုက်သည်ကောင်းကင်မှာလာရောင်ကလည်းတာနေတယ်လို့အဝေးတနေရာမှာတော့မိုးချင်းတန်တဲ့တဲ့ကိုကြားနေရသည်ဘေးတင်ဆရာကြီးပြောတာမမှားပါဘူးအမတယောက်ကနန်းတော်ထက်မှမွေးပြန့်နေဆိုတာအမရဲ့ဖြူစင်တဲ့စိတ်ထားကိုပြောတာပါညီမကသူ့တံမြေမှာหนีရဲနေမယ်ဆိုတာကတော့အမောင်လောကကိုရင်ဆိုင်ရတဲ့တတ္တိကိုပြောတာဖြစ်မှာပါသူတို့နှစ်ယောက်သည်လက်ချင်းတွဲကလမ်းမကြီးအတိုင်းအနာဂတ်စီသို့ယုံကြည်ချက်ရှိရှောက်လန်းသွားပါတော့တယ်ပြီးပါပြီဇလန်းလေးကိုနှစ်သက်မယ်လို့မျှော်လင့်ပါတယ်ရှင်